Hello အားလုံးပဲမင်္ဂလာပါเนาะโอเคအခုတော့ရောင်းဖိတဲ့ဟာလေးတွေပေါ့เนาะဒီနေ့ကတော့ဒီကောင်တွေကကြေကောက်အထိတော့ပို့ပေးရတယ်เนาะဒါဟာအထက်ပေါက်မှာပေါ့တော့ပို့ပေးရတယ်เนาะဒီကောင်လေးဆိုရင်တော့တလုံးပေါ့เนาะအခုတော့မတင်ဖြစ်တာသုံးရောင်းလာတယ်မတင်ဖြစ်တာပေါ့เนาะဒီကောင်လေးဆိုရင်ဟာလာကြေပဲမှာပို့ပေးရဖြစ်ပါတယ်เนาะဒီကောင်လေးဆိုစော်ရတဲ့ပိုင်းအကုန်လုံး WeChat ပိုင်းအကုန်လုံးဖောက်ပေးပြီးတော့ဖြစ်ပါရဲ့เนาะအဲ့မှာတို့ကြည့်ကြရအောင်เนาะအဲ့မှာဒီကောင်လေးအရင်လေးမိုက်ပါလေရှယ်မိုက်ပြီးတော့ asset ခုနေရပါတော့အဲ့မှာကိုကဲ Play Store မှာဆောက်ရပိုင်းရ PC เนาะလို့ချင်းနဲ့ရှင်းမဖြစ်များရှင်းကျွန်တော်ဒီမှာဆက်တွဲမြင်းမြန်းလာလို့ရပါတယ်ဘယ်နေရာမှာဆိုတော့ကျွန်တော်တို့ပို့ပေးပါရင်เนาะအဲ့မှာရောက် WeChat ပိုင်းရအကုန်လုံးเนาะအဲ့မှာတို့ကြည့်ကြတော့ရအောင်เนาะအဲ့မှာလက်ဆောင်တွေပါတယ်ရအကုန်လုံးအဲ့မှာစီလောင်မြန်မာကတ်တကူရကပါမှာအာရင်ကျိုးအမြန်အဲ့ဟာပေါ့เนาะဘယ်ကလက်ချက် Bluetooth ပါပတ်အကုန်လုံး PCပြီးတော့နောက်တစ်လုံးကျတော့အမlaptop လေးပါနော် laptop လေးကအမလိုချင်တဲ့လိုရှင်းကျွန်တော်စီမှာဆက်တွဲမြင်မြင်တော့ရဒီကောင်လေးအားပေးသွားပြီးပါရင်နော်ဒီကောင်လေးဆိုရင်ဒီနေ့လာယူမှာဖြစ်ပါရင်နော်ဒီကောင်လေးဆိုရင်အရာလေးကိုမိုက်ပါရဲ့တော့912 GB တရားပေါ့နော်စိုက်မှာရှိတဲ့ကတော့206 GB ဟာလည်းရှိထားပါရင်နော်ဒါတွေကတော့ PC ဘက်ကနေပို့လာတာဖြစ်ပါရင်နော်တော့အဲ့ဒါလေးတရားနေအားပေးသွားဖြစ်ပါရင်နော် CPU ဘက်အားပေးသွားဖြစ်ပါရင်လည်းပြီးတော့ဒီကောင်လေးဆိုရင်တော့အကုန်လုံးထည့်လို့ရပါတယ်ပြီးတော့ဒီကောင်တော့တစ်လုံးရတော့ဒါလည်းလွယ်ချေပဲမှာပို့ပေးပါဖြစ်ပါရင်နော်ဒီကောင်လေးဆိုရင်အားပေးတော့တဲ့အထူးကျေးဇူးတင်ပါတယ်နော်ဒီကောင်လေးဆိုရင်ငါးလုံးမြောက်အားပေးတော့ပဲဖြစ်ပါရင်နော်အားလုံးပဲကျေးဇူးပါဘိုင်